အားလုံးပဲမင်္ဂလာပါဦးဇင်းဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဦးဇင်းရဲ့ဘွယ်နာမည်ကတော့ဥပဝေရဥဘောရှံလို့ခေါ်ပါတယ်ညာတော့အဖြစ်တော့ဥဘောရှံလို့အတိများပါတယ်ဦးဇင်းယခုလက်ရှိမှာအပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာနာပြုတက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ယခုလက်ရှိမှာတော့ဦးဇင်း MA ဖတ်ဝန်းအနေနဲ့တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ဦးဇင်း MA ဖတ်ဝန်းအနေနဲ့လေ့လာဖို့ရာရွေးတဲ့ subject ကတော့ဦးဇင်းဝိပဿနာ subject ကိုယူလိုက်တာဖြစ်ပါတယ်အဲ့တော့ဝိပဿနာကိုယူလိုက်တဲ့အတွက်ကြောင့်ဝိပဿနာနဲ့ပတ်သက်တဲ့တည်တိုက်တဲ့အကြောင်းအရာတွေဝိပဿနာနဲ့ပတ်သက်တဲ့ဘုဒ္ဓ knowledge တွေကိုစတင်ရှာဖွေပြီးတော့မှလေ့လာနေတာဖြစ်ပါတယ်ဦးဇင်းတို့ငယ်ငယ်တုန်းကတော့ဗိဓမာမှာလည်းပဲကမ္မထာပိုင်းတွေမှာလည်းပဲသင်မှုပါတယ်ဘာကြောင့်ဒီဝိပဿနာကိုစတင်ရွေးချယ်တာလဲဆိုရင်ဒါဦးဇင်းအနေနဲ့BA final တုန်းနဲ့ကိုကတကယ်လို့ငါ qualify မိတယ်ငါ MA ဆက်တက်ခွင့်ရတယ်ဆိုရင်ငါဝိပဿနာကိုရွေးမယ်လို့ဦးဇင်းအနေနဲ့ဆုံးဖြတ်ထားတာဖြစ်ပါတယ်တကယ်တမ်း qualify ဝင်ပြီးတော့မှ MA ဆက်တက်ခွင့်ရတော့လည်းပဲဝိပဿနာကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ယခုမျက်မှောက်အနေနဲ့လူတော်တော်များများဟာလည်းပဲဝိပဿနာကိုစိတ်ဝင်စားနေကြတာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတတိထားမိတာလေးတစ်ခုကတချို့လူပုဂ္ဂိုလ်တွေလည်းဝိပဿနာအကြောင်းနဲ့ပတ်သက်တဲ့ knowledge တွေမျှဝေကြတာတော့တွေ့ရပါတယ်တချို့တော်တော်များများယခုနောက်ပိုင်းတော်တော်များများကိုတွေ့ရတာဖြစ်ပါတယ် online media social media တွေမှာတော်တော်များများတွေ့ရအဲ့တော့ကိုစတင်လေ့လာတဲ့ subject ကိုဝါသနာပါတဲ့ subject ကိုငါဘလို့အတိုင်းထားတည်းရအောင်လေ့လာမလဲကိုသိပြီးတော့မှသူများကိုဘလို့မျှဝေနိုင်အောင်ကြိုးစားမလဲလို့ဦးဇင်းအနေနဲ့အစားဆုံးကိုဆုံးဖြတ်ထားတာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့စတင်ပြီးတော့မှ subject ရွေးတဲ့အခါမှာလည်းပဲဒါဝိပဿနာဆိုင်ရာဆရာတော်တွေပေါ့ဦးဇင်းတို့ဒီအပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာနာပြုတက္ကသိုလ်ဆိုလို့ချင်းလည်းပဲဝိပဿနာဆရာတော်ဒီဆရာတော်ဆိုတော့ဒေါက်တာဦးဝရညာဏဖြစ်ပါတယ်ဦးဇင်းတို့အခုဝိသုဒ္ဓိမတ်တွေကိုစတင်ပြီးတော့ပို့ချနေတဲ့ဆရာတော်တွေကတော့ဒါဘုန်းကြီးဦးဇောတိကတို့ဒေါက်တာဦးဇောတိကတို့ဦးဇင်းတို့ကိုစတင်ပြီးပို့ချနေပါအဲ့တော့တရက်ဟာဦးဇင်းနဲ့ဘုန်းကြီးဦးဇောတိကနဲ့စကားစပြီးပြောပြီးတော့ဥပဝေဒကြီးတဲ့ဦးဇင်းဘယ် subject ကိုယူရတော့လဲဆိုဘုန်းကြီးဘုရားတို့တပည့်တော်ဘုန်းကြီးတို့ဝိပဿနာ subject ကိုယူပါတယ်ဘုရားတို့ဟုတ်ပြီတဲ့အဲ့လိုဆိုရင်ဥပ္ပရှံကြီးတဲ့ဘာကောင်းနေတဲ့လေ့လာမှာတော့ဆရာတော်ဘုရားတို့တပည့်တော်အခုဒီတော့စဉ်းစားထားတဲ့အကြောင်းအရာအနေနဲ့တော့တမာတိဘာဝနာတုတ်ကိုလေ့လာမယ်လို့တော့ခေါင်းနေနဲ့စဉ်းစားထားပါတယ်ဟုတ်ပြီဥပ္ပရှံကြီးတဲ့တကယ်လို့ဦးဇင်းအဲ့ဒီတုတ်ကိုလေ့လာမယ်ဆိုရင်အခုချိန်ကစပြီးတော့မှလေဒီစိတ်နဲ့စားလဲဒီစိတ်နဲ့စားစကားပြောလဲဒီတုတ်အကြောင်းကိုပြောတရားဟောလဲဒီတုတ်အကြောင်းကိုပြောတာရေးဟောနာရေးဟောစကားပြောရေးဟောဒီတုတ်ကိုအင်္ဂလိပ်လိုရောမြန်မာလိုရောပါဠိလိုရောနားလဲကျွမ်းကျင်အောင်လုပ်ထားတဲ့ဥပ္ပရှံကြီးတဲ့မမဗျာဒီလိုအားရှိပါတယ်ဘုန်းကြီးရဲ့စကားကိုကြားတော့ဒီလိုအားရှိပါတယ်အဲ့တော့အခုချိန်ကစပြီးတော့မှဦးဇင်းဒီပြီးတော့လုပ်ပါမယ်ဖေ။အဲ့တော့ဦးဇင်းတတ်နိုင်တဲ့ဦးဇင်းတချို့လူတွေဆိုလို့ရှိရင်လည်းအင်္ဂလိပ်လိုမပြောဘဲနဲ့မြန်မာလိုပြောပါလားပေါ့မြန်မာလိုပြောလို့ရှိရင်လည်းပဲရပါတယ်အင်္ဂလိပ်လိုကြတော့လည်းပဲဦးဇင်းတို့အနေနဲ့ကတော့မရှိမဖြစ်လုပ်ရမယ်လုပ်ထိုက်တဲ့ဘာသာ language တစ်ခုပါနော်ဦးဇင်းတို့ university အနေနဲ့အဲ့တော့ငါအင်္ဂလိပ်လိုလည်းကြုံရင်ကြုံတယ်လို့ဟောမယ်ပြောမယ်မြန်မာလိုလည်းပဲကြုံရင်ကြုံတယ်လို့ဟောမယ်ပြောမယ်ပါဠိလိုလည်းပဲကြုံရင်ကြုံတယ်လို့ဟောမယ်ပြောမယ်ပေါ့အခုဆိုလို့ရှိရင်ဆရာတော်ကိုယ်တိုင်ကလည်းပဲဦးဇင်းကိုတမာတိဘာဝနာတုတ်တွေလေ့လာနေချင်းကပ်ပုံချင်းကပ်နည်းတွေအများတန်းဆွေးနွေးဖြစ်တယ်ပေါ့နော်
ဒီပြင်တမဒီပြင်ဦးဇင်းတို့တပည့်တော်တို့ဝိပဿနာဦးဇင်းတို့ရဲ့ဝိပဿနာဌာနကဘုန်းကြီးဦးဟာစိန်တို့ဘုန်းကြီးဦးရေဝရတို့တော်တော်များများပေါ့နော်ဆရာမတွေဆိုလို့နေဆရာမကြီးဒေါက်တာနာဝင်းတို့ဆရာကြီးဦးလာမြင့်တို့ဦးဇင်းတို့အခုတမထမှာဆိုရင်လည်းဆရာကြီးဦးလာမြင့်တို့ဒါဆရာတော်တွေသင်ပေးနေတာပေါ့လေအဲ့တော့အခုချိန်ကစပြီးဦးဇင်းနေနဲ့လည်းပဲငါဒီသုံးနဲ့ပတ်သက်ရင်ငါဘလို့မေးဘလို့ပြောရအောင်ငါကြိုးစားမယ်ဆိုတဲ့စိတ်နဲ့စတင်ကြိုးစားနေခြင်းဖြစ်ပါတယ်။လိုင်းမောင်မှာလည်းပဲဦးဇင်းအနေနဲ့အင်္ဂလိပ်လိုရောမြန်မာလိုရောအခွင့်အခါတင်ရင်အခွင့်အခါတင်တယ်လို့တင်ပြပြီးတော့မှဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်းပြောချချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။